Hello မိုင်စုံခဒီနေ့ကတော့ရှမ်းနှစ်တကူလေးဖြစ်တဲ့ရှမ်းအစားအစာတွေကိုလည်းလွမ်းနေတာနဲ့ရှမ်းစတိုင်ကောက်ညင်းပေါင်းလေးလှုပ်ရှားဖြစ်ပါတယ်ရှင်ပထမဆုံးကောက်ညင်းဆန်ကိုရေပြအောင်ဆေးပါမယ်ပုံမှန်ဆိုရင်တော့မီးဖိုတွေနဲ့ပေါင်းပြီးတော့ချက်ပေးမယ်ညီမမမီးဖိုမရှိတဲ့အတွက်ကြောင့်မို့လို့ပေါင်းနဲ့ပဲချက်ပြလိုက်ပါတယ်ဒီမှာကတော့ပဲစီစစ်စစ်ကိုထည့်နိုင်တော့ပို့ပြီးတော့ကောင်းပါတယ်ပဲစီလေးကိုထည့်ပြီးတော့အခုလိုမျိုးပဲမွေထားပါမယ်ရှင်ပြီးရင်တော့ရေလေးချိန်ပြီးတော့ဒီ45မိနစ်လောက်ပေါင်းထားမယ်ပေါ့နော်45မိနစ်လောက်ပေါင်းနေတဲ့အချိန်မှာကိုကဝက်သား3ထပ်သားကိုရေစင်စင်လေးဆေးထားပါမယ်ပြီးရင်တော့အခုလိုမျိုးအနေထားလေးတွေကိုတေးသေးချာချာလေးလီးပါမယ်ရှင်ပြီးရင်အပေါ်ကနေငရုတ်ကောင်းလေးရဲ့စားဟင်းချုံမော့ပြီးရင်ခရုစီလေးရဲ့ထည့်ပါမယ်စသားမုတ်လည်းထည့်ပါမယ်နော်ပြီးရင်တော့အယောင်အတွက်ဒီစနွေးမုတ်ရဲ့အယောင်တင်မုတ်ရဲ့ကိုထည့်ပြီးတော့သုံးပါမယ်ပြားရည်လေးနည်းနည်းလေးထည့်ပါမယ်နော်ပြားရည်ကတော့လိုတလောက်ထည့်လို့ရတယ်ကိုကအချိုကြိုက်တယ်ဆိုရင်တော့ပိုထည့်လို့ရတယ်ပေါ့နော်ဒါကတော့ညီမတို့ဖက်မှာမာလာမုတ်လို့ပဲခေါ်ပါတယ်မာလာမုတ်ကကြအဆက်ကြိုက်တဲ့လူတွေအတွက်ပေါ့နော်အစာပလာတွေအားလုံးထည့်ပြီးသွားပြီဆိုရင်တော့သူ့ကိုနာလေးနယ်ထားပါမယ်10မိနစ်15မိနစ်လောက်တော့ထားရမယ်အဲ့ဒါမှသူကအရသာတွေပို့ပြီးတော့စိတ်ဝင်တာပေါ့နော်ပြီးရင်တော့မကတ်အိုးထဲမှာစီနည်းနည်းလေးထည့်ပြီးတော့အခုလိုမျိုးပဲကြော်ပါမယ်သူကခရုစီနဲ့ဒီပြားရင်ပါတော့ဝက်သားနည်းနည်းညူညူလေးဖြစ်သွားတယ်နောက်တစ်ခုကကောက်ညင်းပေါင်းထဲကိုထည့်ဖို့နန်းကိုလော်ပြီးတော့စားကို3-4ဆိုလောက်ထည့်လိုက်မယ်ပေါ့နော်ကောက်ညင်းဆန်ကပေါ်တဲ့အတွက်ကြောင့်မလို့စားကိုပေါ့3-4စွန်းလောက်ထည့်ပြီးတော့ထောင်းရပါမယ်ညီမကတော့ကောက်ညင်းကိုနန်းအများကြီးနဲ့စားရတာသဘောကျတဲ့အတွက်ကြောင့်မလို့အများကြီးထောင်းလိုက်ပါတယ်အခုနကကောက်ညင်းဆန်ကြီးကျက်သွားပြီဆိုရင်တော့ထပ်ပြီးတော့တစ်ခါပြန်ပေါင်းပါမယ်ဒီတစ်ခါပြန်ပေါင်းမှာကတော့သမင်းအိုးမှာပါတဲ့စကာလိုမျိုးကိုသုံးပါမယ်စကာပေါ်မှာတန့်ရှင်းတဲ့အဝတ်စလေးနဲ့ပေါ့နော်အပေါ်မှာအခုလိုမျိုးပဲကောက်ညင်းလေးတွေကိုထည့်လိုက်ပါမယ်ဒီလိုမျိုးလှုပ်ခြင်းအပြင်ကဲလို့ကောက်ညင်းတွေကမာနေတယ်ဆိုရင်လေသူကပျော့တယ်ကိုကတော့လိုချင်တဲ့အရာတိုင်းအတိုင်းကွက်တိထွက်တယ်လို့ပဲခံစားရတဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့ပြန်ပေါင်းပေးလိုက်ပါတယ်9မိနစ်10မိနစ်လောက်ပေါင်းလိုက်ပြီဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဝက်သားကတော့အညိုရောင်ပြောင်းနေပြီမဲ့တကယ်တမ်းကအရသာအရင်ရှိပါရဲ့ဒီလိုမျိုးလေးအိမ်မှာကိုဟာကိုကောင်းချင်းပေါင်းလည်းမဟုတ်လေလှုပ်ရှားကြည့်လို့ရပါတယ်နော်ကောင်းချင်းကို9မိနစ်လောက်ပေါင်းပြီးသွားပြီဆိုရင်တော့ချလို့ရပါပြီပြီးရင်တော့အပေါ်ကနေအခုနကနန်းလေးကိုဖြူလိုက်ပါမယ်ရှမ်းပြည်နယ်မှာဆိုရင်တော့ကောင်းချင်းပေါင်းကိုအခုလိုမျိုးကိုကြိုက်နေတဲ့အသားနဲ့သွေးစားကြပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ like and subscribe ရယ် comment ရယ်ရေးခဲ့ပေးပါအောင်နော်ညီမကတော့အခုလိုမျိုးပဲအသားပေါ်မှာကောက်ညင်းပေါင်းလေးကိုထည့်ပြီးတော့နန်းလေးဖြူပြီးတော့စားဖြစ်ပါရဲ့ရှင်ကြည့်ရှုပေးတဲ့လူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်တတား